ကဲညီလေးပြော HND ပြီးထားပြီဆိုတော့အခုဘချလာအတွက်ရောဘယ်လိုမျိုးစဉ်းစားထားလဲ HND ကတော့ပြီးပြီကျွန်တော်ရှေ့ဆက်ပြီးတော့ဒီဘွဲယူဖို့ကလေစာမွေးပွဲတွေထိုင်ဖြစ်အောင်မယ်ဆိုတော့ကျွန်တော်ကတော့လက်လျှော့လိုက်ပြီစာမွေးတွေမရှိဘဲနဲ့ဒီ assignment တွေပဲတည်တံ့တင်ပြီးတော့ဒီ UK ဘွဲကိုယူလို့ရမယ်လမ်းကြောင်းရောစင်ကာပူမှာများမရှိနိုင်ဘူးလား စိတ်မပူနိုင်ညီလေးရှိတယ်စင်ကာပူရဲ့ဒီထိပ်တန်းကျောင်း Kaplan Higher Education Academy မှာ UK ရဲ့မှာ Top Notch University ဖြစ်တဲ့ Northumbria University ရဲ့ဒီ Business ဘွဲကိုယူလို့ရတယ်သူကကျတော့လုံးဝ 100% assignment based ဖြစ်တာကြောင့်မလို့ညီလေး exam အတွက်လည်းစိတ်ပူကြမှာတော့ဒါပေမဲ့လားဆိုလို့ရှိရင်လည်းမဟုတ်သေးဘူးညီလေးတို့လိုမျိုးဒီ HND ပြီးထားပြီဆိုလို့ရှိရင်အချိန်16လနဲ့ပဲဒီစီးပွားရေးဘွဲကိုယူလို့ရတယ်ပြီးတော့လို့ရှိရင် study grant ပေါ့နော်ကျောင်းလာကတက်တာဝင်ကလည်းအစိမ့်ပေါ်တော့9000အထိအခုပေးထားတာရှိတယ်ဆိုတော့လုံးဝထားတော့အခွင့်အရေးပဲ ဝါဒါဆိုရင်တော့မိုက်တယ်အကိုကျွန်တော်က IELTS ဒီပြန်လုပ်ရအောင်ပါလားကျွန်တော်တော့ IELTS မလုပ်တော့ဘဲနဲ့ဒီအမြန်ဆုံးပေါ့နော် intake ကိုကျွန်တော်သွားဖို့တော့စဉ်းစားထားတယ်အဲ့လိုရောသွားလို့ရလား No IELTS တော့မှပြန်ဖြေဖို့မလိုဘူးညီလေးရဲ့အကြောင်းကနေပြီးတော့ကြာတော့မှဒီ median တော့ instruction ပေါ့နော် MOI လက်တာကိုပဲညီလေးတောင်းပြီးတော့ကြာတော့မှအခုကြောင်းလျှောက်တဲ့ခါကျလို့ရှိရင်ပုံသုံးလို့ရတယ်ညီလေးမြန်သွားမယ်ဆိုရင်အနည်းတော့ subject ကြောင်းဝင်နေတာဆိုတော့အခုညီလေးရဲ့လက်ရှိရှိထားတဲ့ HND ရဲ့မှာ transcript တွေ certificate တွေပြီး MOI လက်တာပေါ့နော်အဲ့ဒီဟာနဲ့အခုအနည်းဆုံး subject မှာကိုစပြီးတော့မှကြောင်းလျှောက်လို့ရတယ်ဆိုတော့ပြောသလိုပဲစင်ကာပူဒေါ်လာ9000အထိမြန်မာငွေဆို300ကျော်အထိကျောင်းလာကတက်တာဝင်ရှိတာဆိုတော့ဒါညီလေးအခုအမြန်ဆုံးပဲကြောင်းလျှောက်လိုက်တော့